ဆိုင်မှာကိုကချက်သားနဲ့ပက်သက်တာအစုံလေးပါရတယ်ကိုဒီမှာဆိုရင်တော့ကျွန်တော်ချင်းနိုင်တစ်ခုပဲမရပါဗျချင်းနိုင်ဘေးကပါဥတိန်လေးရောရပါဗျဈေးရောက်မျိုးမျိုးရှိရဗျ200 300 500 1000ဥတုပ်လေးရောက်ပွဲလေးနဲ့ရဗျ1000က2000 3000ဖွင့်တာတစ်နေ့နဲ့3လတော့ရှိပြီဗျ9000 8000ကစပြီးရောင်းခဲ့ရပါလူစားများတော့အကုန်လုံးစားများတယ်ဒီမှာဥတုပ်ပေါ့အဓိကရောဥတုပ်လေးနဲ့တွေးကလေးရောပြီးတုပ်တာပို့ပြီးလူစားများရဗျရေကုန်အကျော်အကျက်ဥသိမ်းအဲ့လေးအစားများကြရပေါ့ကြံကျော်ထမင်းစီစန်းရတယ်ဒါပဲပေါ့ကြံကျော်လေးရောတပွဲ1000ပဲစီစန်းလေးရတပွဲ1000ပဲဗျဟင်းလေးရောကျွန်တော်ကြက်ပြုတ်ရဟင်းညိုကြီးစစ်စစ်လို့ပဲကျွန်တော်လုပ်ပေးရဗျချစ်ဆက်လေးရိုက်လိုက်ရင်တော့ဝတ်သားဟင်းညိုကြီးနီးပါးလောက်တော့ရောက်တယ်လို့ကျွန်တော်ရဲ့ချက်ကစမများပြောရဗျဒုတ်တို့လေးရော200ပါဗျကြောက်ကြောင်စစ်လေးရော1000ပါဒါလေးကတဦးကျော်တို့ပဲပြားတို့အသားလူကျော်လေးရော200ပါဗျအချင်းလေးရောစစဖွင့်ခြင်းတော့စော်လေးတစ်မျိုးလေးပဲရှိတာဒီနောက်ပိုင်းမှာတော့ကျွန်တော်ရဲ့ customer တွေကမကြီးချင်းလေးရောထည့်ပေးပါဆိုလို့ကျွန်တော်စိတ်တိုင်းကြရောအခုလောဆို customer တွေလည်းအကြိုက်များပါတယ်ဗျဖွင့်တော့တနားရီလောက်ဆိုဖွင့်ဗျကုန်တဲ့ချိန်လေးကတော့မှန်းတော့မှန်းလို့မရဘူးတခါကြောက်လဲ9နိုင်လောက်ထိတော့ရကြရဗျဆိုင်လေးက83 31A ဒီစေးချောင်းလမ်းကြားလေးမှာပါဗျဆိုင်နာမည်လေးကညီတော်လေးချစ်တာတူလို့ပါဗျကျွန်တော်ဆိုင်လေးကိုလာရောက်စားတော့လို့ရပါတယ်ဗျတကယ်လို့လိုအပ်ချက်များရှိရင်လည်းကျွန်တော်ကိုပြောသွားပြီးတော့ကျွန်တော်တက်နိုင်ဆုံးပြင်ပြပါဗျ